ယောင်းတိုင်းက17တိုင်းပေါ့နော်အလေးနိုင်17တိုင်းမာလေးလို့ခေါ်တယ်နော်နှမ်းသားတိုင်းပေါ့နော်နှမ်းသားတိုင်းက36တိုင်းပြီးတော့တောင်းပန်ကြမှာဖြစ်တယ်မလုံးလုံးလေးရေတော့တစ်ခွက်ပါလိုပါတယ်ရေတော့တစ်ခွက်စုတောင်းအလားလေးမိခွက်နဲ့အတူစက်ကြောင်ကြီးကိုစုတောင်းကြမှာဖြစ်ပါတယ်ကဲကတော့ဒီနေ့AB လ8ရက်နေ့ပေါ့နော် AB လ8ရက်နေ့မှာရေဆောင်နဲ့လေးဆောင်နဲ့မီးဆောင်နဲ့ဓာတ်ကြီးလေးပါးနဲ့ပတ်သက်ပြီးတော့စောင့်ရှောက်တဲ့အလုံးကြွားရအောင်ပူစောခံပါအထူးအားဖြင့်မြေနတ်သားကြွတော်မူပါရေနတ်သားကြွတော်မူပါကဘာမြေမှာနေထိုင်စဉ်ကာလပတ်လုံးမြေရည်လီမီးဆိုတဲ့ဓာတ်ကြီးလေးပါးဟာလူသားတိုင်းနဲ့ဆက်ဆံနေပါတယ်ဘေးဆန်ရန်စရန်ကင်းဝေးဖို့အတွက်မဟာပရိမြေကြီးပေါ်မှာပြစ်မှားခဲ့တာအရာအလုံးတွေဝန်ချတောင်းပန်ပါတယ်အခုချိန်ကစပြီးဘေးကင်းကြပြီကံကောင်းကြပြီပျော်ရွှင်ကြရတော့မယ်ကံကောင်းခြင်းတွေဟာမီလီယံနာအားလုံးတို့ရဲ့ဒီဆုတောင်းလေးတစ်ခုကနေရရှိပါတော့မယ်မြေဆောင်နဲ့ခုနှစ်သားသမီးကိုစောင့်ရှောက်ပေးပါရင်ဝယ်သားကဲ့သို့သားသမီးကဲ့သို့သားသမီးအရင်ချကဲ့သို့ဂယုဏတက်စွာဂယုဏထားပြီးတော့ဆက်ဆံကျင်နာမှုပေးပါအကျွန်ုပ်တို့လည်းမြေကြီးပေါ်မှာပြစ်မှားမိခဲ့တဲ့အရာအလုံးတွေဝန်ချကတော့တောင်းပန်ပါတယ်မြေနတ်သားကဘာမြေကြီးရှိနေလို့သာလူသားတွေအားလုံးဟာလူရဲလူဖြစ်လာခဲ့ကြတယ်နေထိုင်ခဲ့ကြတယ်တိုက်တာအိုးအိမ်စည်းစိမ်နေတာဒီကဘာမြေပေါ်မှာနေထိုင်ခဲ့ပါတယ်တိတ်ကျေစုကြီးမားပါတယ်ဒီကျေစုကြီးမားတဲ့မဟာမြေကြီးပေါ်မှာကျွန်ုပ်တို့လူသားတွေဟာတစုံတရာပြင်မာခဲ့တာလည်းရှိနိုင်တာအဲ့အတွက်ကိုတောင်းပန်ပါတယ်ခုနှစ်သားသမီးရှစ်နှစ်ဘွားအားလုံးတို့အတွက်တောင်းပန်ပါတယ်ခင်ဗျာတော့ကြရအောင်ပါရင်တန်ဗုဒ္ဓထဝီတင်စာသွားရတင်စာတာဟာတတိပြင်စာတတသာတာနမမီတိယတမအဘကဝါဒုကကင်းကအနန္တနိဗ္ဗုဒ္ဓစေနာတိတံဓမင်းစာတန်ရိစာအာရိနာနမမမကရန္တဝနဟိတတပ်ပိပါရအနိကအန္တရာပိဝိနန္တတုအာတိတတောတန်ဗုဒ္ဓပါဘီးစံရန်စံပြင်းမှုရကံကောင်းခြင်းများစွာလက်ခံရရှိပါလိမ့်ပြီးတာနေရေစက်တွန်းချမယ်နော်ဤတို့ပြုရမြတ်ပုံညာကိုကြည်ထားမြင့်ကောင်မြင့်မို့တောင်းမကကျူတာကျေးဇူးအရှင်မွေးမိခင်နဲ့ဖခင်တို့ရညာပါစေအမြဝေဤဘသူနှိမ့်ဆိုင်ခရအောင်စောက်ထပ်ပေးတာကိုစောင်းနဲ့လည်းမလတ်စီရပေးငါ့မိတ္တဆုညာဆရာတမဘိုးဝါကစားရမစားဒီဝရကိုင်နတ်ဘုံမှာအာကာတနဲ့အထုမရမပြတ်ပုံညာကိုတရရကြပါစေအမြဝေဤတပ်ပိတတတော်နာလောကအနန္တမပြတ်စင်တတ်သွားတာဂုံကိုကနေဝိညာဏထိတိရှိကတော့များစွာလုံးတော့ဘုံ31ဖြစ်တည်းမြတ်တတဝဝိနည်းရောကုသိုလ်အမြယူလုံးကြပါကုန်တော့ဝတ္တုံတရေအမိပန်တုတိလထွေတက်တည်ရ၌